ငယ်ကအသက်တွေကြီးလာရင်အလုပ်တွေလုပ်ပြီးပတ်စံတွေရလာရင်လိုချင်တာတွေဝယ်မယ်အလဲအပတ်တွေသွားမယ်ပျော်စရာတွေဖန်တီးမယ်လို့တွေးခဲ့ကြဘူးရဲ့မဟုတ်လားတကယ်တမ်းအသက်အရွယ်တစ်ခုရောက်လာတဲ့အခါလူစီကားတဲ့နေရာတွေသွားရတာမကြိုက်တော့ဘူးလူအများကြီးနဲ့ပတ်သက်ဆက်နွယ်နေရတာထက်တယောက်တည်းနေရတာကိုပိုနှစ်ချိုက်လာတယ်ရင်းနှီးတဲ့လူနည်းစုကလွယ်ရင်စကားတွေအများကြီးပြောရတာကိုမကြိုက်တော့ဘူးအသက်အရွယ်တစ်ခုရောက်လာတော့စကားကိုတည်ငြိမ်စွာပြောဆိုတတ်လာတယ်။ရင်းကျက်စွာနဲ့ဆုံးဖြတ်ချက်တွေမှန်ကန်စွာချတတ်လာတယ်။ရှုရှက်ခတ်နေတဲ့ပစ္စည်းတွေအဝေးစားတွေကိုမကြိုက်တော့ပဲရိုးရှင်းတဲ့အရာတွေကိုပိုသဘောကျမိလာရင်ရိုးရှင်းစွာရှင်သန်ဖြစ်လာတယ်။သစိမ်းတွေနဲ့အရောတဝင်မနေဖြစ်တော့ဘူး။တိတ်ဆိတ်စွာနေထိုင်တတ်လာတယ်။တခုခုဆိုစက်စက်တဲ့မဖြစ်တော့ပဲတည်ငြိမ်စွာတွေးရင်အေးချမ်းစွာဖြည့်ရှင်းတတ်လာတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲတတ်လာတယ်။တလောက်ဝင်ငွေနဲ့တလားစာသုံးငွေအပေါ်မျှတစွာသုံးစွဲတတ်လာတယ်။ပတ်စံအလကားတသက်မကုန်အောင်စီစစ်သုံးစွဲရင်ပတ်စံလေးစုတက်လာတယ်။လူတွေအပေါ်ခွင့်လွှတ်ပြီးဆက်ဆံတတ်လာတယ်။စွန့်ပြစ်တက်တာကိုစွန့်ပြစ်တက်လာတယ်။အခုနောက်ပိုင်းနေ့ရက်တိုင်းကိုရင်းကျက်စွာရှင်သန်ရင်တိတ်ဆိတ်စွာနေထိုင်တတ်လာတယ်။